အဲ့တော့လူတွေတော်တော်များကျွန်တော်ဂျင်ကိုသွားကြတယ်ဒါပေမဲ့တချို့လူတွေကြဘာကြောင့်မလို့ကိုယ်တို့ကျင်တဲ့ result ကျွန်တော်ရကြတယ်လေပြီးတချို့လူတွေကြတော့မရကြတယ်ဒီနောက်ထပ် example တစ်ခုကျွန်တော်စဉ်းစားမိနောက်ထပ် reason တစ်ခုကျွန်တော်စဉ်းစားမိပါလဲဆိုတော့ဂျင်ကိုဘာကြောင့်လို့သွားလဲဆိုတော့ reason ကိုယ်ကိုမရှင်းနေလို့ပဲဒီဂျင်ကို2021ကကျွန်တော်စဆော့တဲ့အချိန်တော့ကိုယ်ကိုကျွန်တော်တီးခဲ့တယ်ကျွန်တော်ဂျင်ကိုသွားတဲ့အကြောင်းရင်းကကျွန်တော်အသေးကွဲနေလို့ okay ကျွန်တော်ဒီအသေးကွဲရနေပဲစားပြီးခါကျတော့မှဒီဂျင်ကိုစားသွားခဲ့တယ်ပြီးတော့နောက်ပိုင်းမှာကျွန်တော်ဒီအားနေမှာတခြားဒီမှာကိုယ်ကိုပို့ပြီးတော့မှကျွန်တော်မြန်မာပြည်ကလူတွေကျွန်တော်ကူညီပေးချင်တော့ဒါတွေကိုကျွန်တော်ပြောင်းလဲလာခဲ့တယ်ဒါပေမဲ့ကျွန်တော်စားဆော့တဲ့အချိန်မှာကိုကအဲ့ reason မရှိဘူးကျွန်တော်တို့ရဲ့ဘာကြောင့်လို့စားဆော့ဆိုတဲ့အကြောင်းရင်းမရှိဘူးပေါ့ရှိခဲ့တယ်ဆိုတော့ကိုကတိတိကျနားမလည်ဘူးဆိုရင်ကျွန်တော်ထင်တာဒီချင်းမှာအကြိုက်ဆော့ဖို့တော့ဆိုကျွန်တော်တို့မလွယ်ကူဘာကြောင့်လဲဆိုတော့ကျွန်တော်အချိန်ကြီးအများကြီးပဲကျွန်တော်ကြုံတွေ့ရမှာလို့တစ်ခါကျရင်ကျွန်တော်အလုံးများတဲ့အချိန်ကျွန်တော်ရှိမယ်ကျွန်တော် payment နေရှိမှာပဲဒါပေမဲ့အဲ့လိုမျိုးနေကြရင်ကိုပြန်ပြီးတော့ကိုတုံးတက်နိုင်ရမယ်ငါဘာကြောင့်လို့ငါဒီနေ့ payment နေတော့မှငါချင်းကိုတွားရအောင်ပါလေokay ငါဘာကြောင့်လို့ငါ payment နေဆိုရင်တော့မှငါဂျင်ကိုဆက်ပြီးတော့မှငါစူးစမ်းရအောင်မလဲဆိုတော့ကျွန်တော်တို့မှာ reason ရှိရမယ် okay ကျွန်တော်အဲ့ reason မရှိဘူးဆိုရင်ကျွန်တော်တို့ရဲ့ mindset ကမမှန်ဘူးဆိုရင်ကျွန်တော်ဘာလုပ်လို့ကျွန်တော်တို့တခုခုလွဲနေလို့ကျွန်တော်ထင်ရနိုင်တယ်ပြီးဆိုရင်ကျွန်တော်လုပ်တဲ့အချိန်ကျရင်လည်းအရန်ခက်ခဲလိမ့်မယ်ကျွန်တော်ကိုယ်ကိုမိတ်ဆွေကိုပြန်ပြီးခိုင်းစီချင်တာငါဘာကြောင့်လို့ငါဂျင်သွားနေရလဲ okay ငါဘာလို့လိုချင်တာလဲငါဘာလို့ဆွေးမြဲကျွန်တော်လိုချင်လို့ဒီနေ့စဉ်နေ့တိုင်းကစူးစမ်းပြီးခါကြမှာဒီ gym lifestyle မှာလိုက်စားရမှာလေငါဘာကြောင့်မ fit ဖြစ်ချင်တာလဲဒီ weight ကျချင်လို့ပြီးဆိုရင်ကျွန်တော်တို့ဒီ fit ဖြစ်ချင်လို့ဒါတွေက very surface answer ဘာလို့ weight ကျချင်တာလဲ okay ကျွန်တော်တို့သိရမလားလှချင်လို့လား okay လှချင်တယ်ဆိုရင်လည်းဘယ်သူတစ်ထပ်ပို့ပြီးလှချင်တာလဲကိုဒီ answer ကိုကျွန်တော်တေချာနားလည်ရမယ် okay အဲ့ဒီ answer ကိုကျွန်တော်နားမလည်ရေးသွေးကျွန်တော်တို့မှာဒီ reason မရှိဘူးဆိုရင်ကျွန်တော်တို့ခန္ဓာကိုယ်ကအရင်တော့အတိုင်းကျွန်တော်တို့ဒီ lazy ပြန်ဖြစ်တော့မှာပဲ and I feel like ဒီဟာလူတော်တော်များကျွန်တော်မပြောကြဘူးဒီတစ်ခါတိုင်းဒီဟာကျွန်တော် exercise technique ကျွန်တော်တို့ဒီမှာဒီ video ဒါအထပ်ပို့ပြီးတော့မှကျွန်တော်အရေးကြီးလို့ကျွန်တော်ထင်တယ်ကျွန်တော်မြင်မှာ anyway like ကျွန်တော်ဒါလေးကိုကျွန်တော်ဒီ video ကျွန်တော်ရဲ့ vlog မှာကျွန်တော်မဆိုင်ဒါလေးရင်ထည့်ပြီးတော့ make sure ကျွန်တော် remind လုပ်ချင်လို့ကျွန်တော်ဒီနေ့ဆော့ခဲ့တာလေးကတော့ကျွန်တော်ခိုင်တိုင်းဒီ video မှာကျွန်တော်ပြမယ် okay so enjoy that